မျော်ငေး10နောက်မယူတော့ဘူးလို့တွေးမိတယ်အဲ့ဒီလိုတွေးနေတာကအခုထိယူနေစေရဲ့သက်သေပေါ့ငါကယူပါတယ်ဒါနဲ့မင်းကမယူသေးဘူးမဟုတ်လားနိုင်ငံကျော်ကပြဆရာတယောက်ကချစ်တာကိုဂုံယူလေနိုင်ငံကျော်ကပြဆရာတယောက်စီပြန်လာလေငါသိပါတယ်မင်းက break မပေါက်တတ်ပါဘူးမင်းကမတိမ်မှောက်တတ်ပါဘူးငါသိပြီးသားပါလေငါပဲ break ပေါက်နေတာငါပဲတိမ်မှောက်တော့မှာမြန်မြန်ပြန်လာကိုရှာ